ဘဝရဲ့လက်ကျန်နေ့ရက်လေးတွေမှာဘသူ့ကိုမှမမုန်းပဲနဲ့ဘသူ့ဘော်ကိုမှအညှိုးအတေးအာဃာတတွေထားပဲနဲ့ဘဝကိုဖြတ်တန်းကြည့်ပါမိမိရဲ့စိတ်ကိုနာကျင်စေမဲ့အရာတွေမိမိရဲ့စိတ်ကိုပင်ပန်းစေမဲ့အရာတွေဆိုရင်ဝေးဝေးကရှောင်ကျဉ်တတ်အောင်ကြိုးစားနေယူပါအသက်အရွယ်တစ်ခုရလာပြီဆိုရင်အရင်ကလိုတစ်ခုခုဆိုရင်လက်ရည်လွယ်တတ်တဲ့စိတ်ဓာတ်တစ်ခုခုဆိုရင်ခံစားလွယ်တဲ့စိတ်ဓာတ်တွေကိုအရင်ဆုံးပြုပြင်ပြောင်းလဲကြည့်ပါအေးချမ်းတည်ငြိမ်စွာနေတတ်ဖို့ဘာသာရေးတွေကိုအရင်ကတည်းကပိုလုပ်ဖြစ်အောင်ချိန်ပေးရမယ်တရားများများနာဖြစ်အောင်လည်းချိန်ပေးရပါလိမ့်မယ်တကယ်တော့လူဘဝကိုရုပ်လာခြင်းရုပ်မလာခြင်းတွေလည်းမတိုင်းတာပဲစိတ်ထားကောင်းခြင်းစိတ်ထားမကောင်းခြင်းနဲ့တိုင်းတာရမယ်စီးစိမ်ဥစ္စာများစွာရှိခြင်းစီးစိမ်ဥစ္စာများစွာမရှိခြင်းထက်ကုသိုလ်များစွာရှိခြင်းကုသိုလ်များစွာမရှိခြင်းနဲ့ပဲတိုင်းတာပြီးဘဝကိုအေးချမ်းစွာဖြတ်သန်းရမယ်စီးစိမ်ဥစ္စာရှိပြီးကုသိုလ်ကောင်းမှုမရှိပြန်ရင်လည်းဒီတဘဝတော့ပဲချမ်းသာနိုင်တယ်စီးစိမ်ဥစ္စာတွေလည်းရှိမယ်ကုသိုလ်တွေလည်းရှိနေမယ်ဆိုရင်ဒီဘဝတင်မကဘဝပေါင်းများစွာကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံရပါလိမ့်မယ်ဒါကြောင့်ကိုယ့်ဘဝရဲ့ကြံနေတဲ့လက်ကျန်လေးရလေးတွေကိုဒီနေ့ကစပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါမေတ္တာစိတ်လေးနဲ့နေမယ်ကုသိုလ်ရဖို့ကိုပဲဦးစားပေးမယ်ကိုယ့်ရဲ့စိတ်ကိုလေးလံစေမဲ့တွေးကိုယ့်ရဲ့စိတ်ကိုနာကျင်စေမဲ့အရာတွေဆိုရင်လွတ်ချနိုင်အောင်ကြိုးစားပြီးတော့နေထိုင်မယ်ဘဝကိုရိုးရှင်းစွာဖြတ်သန်းမယ်အေးချမ်းစွာနေထိုင်မယ်ကုသိုလ်ကောင်းမှုလေးတွေကိုနေတမ်းပြုနိုင်အောင်ကြိုးစားမယ်အဲဒီလိုကုသိုလ်ကောင်းမှုလေးတွေလုပ်ထားမှကိုယ့်ရဲ့နောက်ဆုံးနေဝင်ချိန်မှာကိုယ့်ရဲ့အားကိုးရာအားထားရာအစစ်မှန်ဆိုတာကုသိုလ်ကောင်းမှုမှတပါတခြားအားကိုးရာအားထားရာမရှိဘူးဒါကြောင့်ဒီနေ့ကစပြီးတော့ကုသိုလ်ကောင်းမှုလေးတွေကိုတတ်နိုင်တဲ့လောက်လုပ်ပြီးတော့စိတ်ကလေးကိုအေးချမ်းစွာနေရမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါ